နီးဥပဒေသားနံပါတ်1ကတော့သူ့ထက်သားကြောင့်မပြနဲ့တဲ့ကျွန်တော်တို့မှာကိုယ်ပိုင်ရည်ရှင်းတွေရှိတယ်ကိုယ်ရည်ကိုယ်သွေးတွေရှိတယ်ဒါပေမဲ့လို့ကိုယ်မှာအထက်လူကြီးရှိတယ်ဆိုလို့ရှိရင်တဲ့ကိုယ့်ရဲ့ရည်ချင်းတွေကိုယ်ရည်ကိုယ်သွေးတွေကိုအထက်လူရရှိမှသွားပြီးတော့မပြနဲ့တဲ့ကိုကအဲ့လိုမျိုးပြမိတယ်ဆိုလို့ရှိရင် तू ကအထက်ကလူဖြစ်တဲ့ကြောင့်တော့အဲ့ဒီခဏမှာပေါ့နော်ပြုံပြုံလေးနဲ့ကိုကိုချီမုံအောင်ချီမုံလိုက်မယ်ဒါပေမဲ့လို့အခွင့်ကကြုံရင်တော့ကိုကိုအောက်ကိုကန်ချမှာအစားထိုးစရာလူရှိရင်တခြားလူပြောင်းနဲ့ချင်းချင်းစားထိုးပလိုက်မှာအဲ့တော့ကိုအနေနဲ့ကိုယ်ကိုယ်သေးရှိတယ်သူ့တဲ့တာတဲ့ပေါ့နော်အရင်နေရှိတယ်ဆိုရင်တော့မှကိုယ့်ရဲ့အထက်လူကြီးကိုတာလွန်မျိုးမလုံးနဲ့သူ့ထက်သားကြောင့်မပြနဲ့ကိုယ့်ရဲ့အထက်ကလူကိုနိုင်ကျင်တယ်ဆိုလို့ရှိရင်ဘယ်တော့မှမပြိုင်နဲ့အဲ့လူကိုကိုယ့်ထက်သားအောင်အယောင်တင်ပြီးကိုယ့်ထက်မြင်အောင်မြင်ပြီးအဲ့လိုဆိုလို့ရှိရင်နောက်တစ်ချိန်မှာအဲ့လူကကိုယ့်အတွက်ကျိုးထောင်းတော့ကန်ကောင်းကောင်းကြီးဖြစ်လာလိမ့်မယ်ဒီနေရာမှာစာရေးဆရာလူတွေကိုသုံးမျိုးသုံးစားဖွင့်ပြထားပါတယ်လူထက်ကလူတွေကလူအောက်ကလူဆိုပြီးတော့သုံးမျိုးသုံးစားဖွင့်ပြထားပါတယ်အဲ့တော့အဓိပ္ပာယ်ရှင်းပါတယ်ကိုယ့်ရဲ့အထက်မှာရှိတဲ့ပုံကိုယ်တွေကိုလူထက်ကလူပေါ့ကိုယ်နဲ့ဒန်းလူပုံကိုယ်တွေကိုလူတွေကလူနောက်ကိုယ့်အောက်မှာရှိတဲ့ပုံကိုယ်တွေကြတော့လူအောက်ကလူဆိုပြီးတော့သုံးမျိုးသုံးစားဖွင့်ပြထားပါတယ်ဆိုတော့အဲ့ဒီလူတွေအားလုံးမှာစိတ်မလုံခြုံမှုတွေကတော့ရှိကြတာပါပဲကိုယ့်ထက်ကလူတွေမှာလည်းပဲစိတ်မလုံခြုံမှုကရှိနေတာပါပဲအဲ့တော့ကိုယ့်ရဲ့အရေးချင်းတွေကကိုယ့်ရဲ့ skill တွေကပေါ့နော်သူ့တဲ့သားနေတယ်ဆိုလို့ရှိရင်သူ့အနေနဲ့ဒီကောင်တက်နေကြလို့ရှိရင်ငါ့ကိုကြော်သွားမှာလားငါ့ကိုလုံးပြောင်းယာလူကြောက်လုံးရင်လုံးမှာဆိုပြီးတော့သူတို့မှာစိတ်မလုံခြုံမှုတွေခံစားသွားရနိုင်ပါတယ်အဲ့တော့အထက်လူကြီးကိုနိုင်ကျင်နေဆိုလို့ရှိရင်ဘယ်တော့မှမပြိုင်နဲ့ကိုယ့်ရဲ့သူနဲ့တွေ့တဲ့အခါမှာကိုယ့်ရဲ့ရင်းတွေကိုလိုတာတဲ့ပို့ပြီးတော့မပြမိစေနဲ့လိုရင်လိုပါစေပို့ပြီးတော့မပြမိစေနဲ့လူတွေဆိုတာဗျာကောင်းတဲ့နေရာမှာပဲဖြစ်ဖြစ်မကောင်းတဲ့နေရာမှာပဲဖြစ်ဖြစ်ပေါ့နော်သူများတဲ့တာကျင်ကြတယ်ထူးကျင်ကြတယ်ညံကောင်းတယ်ဆိုလို့ရှိရင်လည်းသူများထက်ပို့ပြီးတော့ညံရည်တွေကောင်းကျင်ကြတယ်ရုပ်ချိုးတယ်ဆိုလည်းသူများထက်ပို့ပြီးတော့ချောကျင်ကြတယ်ပစ္စည်းဥစ္စာချမ်းသာတယ်ဆိုလည်းသူများထက်ပို့ပြီးတော့ချမ်းသာကျင်ကြတယ်အဲ့လိုမျိုးပဲလူမိုက်တွေပေါ့နော်မကောင်းတဲ့လူတွေမှလည်းပဲအဲ့လိုမျိုးရှိတယ်ရုံမာတဲ့လူချင်းတူတူတော့မှသူကပို့ပြီးတော့ရုံမာကြောင်ပြကျင်တယ်သူကပို့ပြီးတော့မိုက်ကြောင်ပြကျင်တယ်အဲ့တော့လူတွေဆိုတာကသူများထက်ပို့ပြီးတော့တာလွန်နေဆိုတဲ့အကြောင်းကိုပြကျင်တဲ့စိတ်ရှိတယ်အဲ့တော့ကိုယ့်အထက်ကလူတွေနဲ့တွေ့ပြီးဆိုလို့ရှိရင်တော့အဲ့လိုမျိုးလုံးဝမလုံးမိစေနဲ့ကိုယ့်ရဲ့ speed တွေကသူတို့ထက်တာတယ်ဆိုတဲ့အကြောင်းကိုပြလိုက်လို့ရှိရင်တချို့ကြတော့ချီမွန်ကောင်းချီမွန်ကြလိမ့်မယ်ဒါပေမဲ့လို့များသောအားဖြင့်ကတော့မခံကြီးမခံတာဖြစ်သွားမှာသူတို့စိတ်ထဲမှာမလုံခြုံမှုတွေကိုခံစားသွားရမှာအဲ့တော့အခါခွင့်သိပြီဆိုရင်ကိုယ်အောက်ကိုတွန်းချလိုက်မှာအစားထိုးစရာလူရှိရင်အစားထိုးလိုက်မှာအဲ့တော့အထက်ကလူကြီးနဲ့တော့သွားပြီးတော့မပြိုင်နဲ့ဟုတ်ပြီအဲ့ဒါကိုဘယ်လိုဖြေရှင်းရမလဲဆိုလို့ရှိရင်ဖြေရှင်းဖို့တဲ့နည်းလမ်းနှစ်ခုရှိတယ်နံပါတ်1ကကိုယ်မှာအရေးချင်းနေရှိကြောင်းထူးချွန်ကြောင်းပြကျင်နေဆိုလို့ရှိရင်အပူမလုပ်ဘဲနဲ့တိတိကျကျလုပ်ပေးပုံမှန်အတိုင်းပဲအမြဲတမ်းပြအောင်လုပ်ပေးစောစောပြောခဲ့သလိုပဲလူတွေအားလုံးမှာကစိတ်မလုံခြုံမှုတွေရှိတယ်အဲ့တော့ကိုယ့်ရဲ့ရည်နဲ့သူ့ရဲ့သားတယ်ဆိုတာကိုသိသွားရင်ဒါမှမဟုတ်ပါတော့ကိုကသားတဲ့အကြောင်းကိုသူ့ကိုပြလိုက်လို့ရှိရင်သူ့အနေနဲ့စိတ်မလုံခြုံမှုတွေခံစားပြီးတော့ကိုယ်အောက်ကိုတွန်းချနိုင်တယ်အဲ့တော့သူနဲ့ထိတ်တိုက်မတွေ့မိအောင်လေဓာတ်ရိုက်မတွေ့မိအောင်လေတကယ်လို့ထိတ်တိုက်တွေ့ရတယ်ဓာတ်ရိုက်တွေ့ရတယ်ဆိုလို့ရှိရင်လည်းကိုယ်မှရှိတဲ့အရည်ချင်းတွေကသူ့ထဲမသားဘူးဆိုတာကိုကိုဟန်ဆောင်ပြီးတော့နေနောက်နံပါတ်2ကကိုကအဲ့လိုမျိုးတွေပေါ့နော်တိတိကျကျလုပ်ပေးတယ်မှန်မှန်ကန်ကန်အမြဲတမ်းပြီးအောင်လုပ်ပေးတယ်ဆိုလို့ရှိရင်အထက်လူကြီးကကိုကိုမျက်နှာသာပေးလာလိမ့်မယ်အဲ့လိုမျိုးမျက်နှာသာပေးတဲ့အခါမှာအထက်လူကြီးကငါ့ကိုမျက်နှာသာပေးတယ်ဆိုပြီးတော့ဘာမှမဆိုလုပ်လို့ရပြီဆိုပြီးတော့မယူဆနဲ့ကိုယ့်ရဲ့အထက်ကလူကြီးတွေနဲ့ပေါင်းသင်းဆက်ဆံရတဲ့အခါမှာသတိထားစရာတွေများတယ်ပေါင်းသင်းဆက်ဆံတာခက်တယ်အဲ့ဒီမှာဒီအစင်ပြေလောက်တဲ့ဒီလန်တစ်ခုရှိတယ်အဲ့ဒါကသူ့ကိုမြှောက်ပြပြီးတော့ချီကျူးပြောဆိုပြီးတာအလုံးကျွန်းချီကျူးမြှောက်ပြတာမျိုးတော့မကောင်းဘူးပေါ့အဲ့လိုမျိုးလုပ်တာကအမြင်ကက်စရာကောင်းတယ်မတိမတာလေးချီကျူးပေးတာမြှောက်ပင်ပေးတာကိုပုံမှန်တိုင်းပြောနေတဲ့စကားလေးတွေမှာသူ့ကိုမြှောက်ပင်တဲ့စကားလုံးလေးကိုသူ့ကိုချီကျူးတဲ့စကားလေးတွေကိုတစ်ခါတည်းထည့်ပြီးပြောပေးတာမျိုးပေါ့အဲ့လိုမျိုးပြောတာကတော်တော်လေးထိရောက်တယ်ဒါအကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်တယ်တဲ့ဆရာနဲ့တပည့်အသားရုံးမှန်ရင်ကိုယ့်ရည်ချင်းတွေကကိုယ့်ဆရာထက်ကိုယ့်ရဲ့အထက်ကလူထက်ပေါ့နော်တန်လုံရုံးမှန်နေဆိုလို့ရှိရင်ကိုယ့်ဆရာမမြင်တဲ့အချက်တွေကိုကိုကမြင်ထားရမယ်ရှေ့သပြီးကိုဒါလုပ်လိုက်လို့ရှိရင်ဖြစ်လာမယ့်အကျိုးကိုတစ်ခုခုလုပ်လိုက်တယ်ဆိုလို့ရှိရင်ဖြစ်လာမယ့်အကျိုးဆက်တွေကိုတွေးဆနိုင်ရမယ်ကိုယ့်ထက်လူကြီးကိုပေါ့နော်တချို့ຢာတွေကိုနားမနေတယ်လို့မေးဟန်ဆောင်ပြီးတော့မေးပြီး तू ကအလုပ်တွေခိုင်းတဲ့အခါမှာသိပြီးတော့အကျိုးမရုပ်တော့တဲ့အရာလေးတွေပေါ့နော်အဲ့ဒါလေးတွေကိုရံဖန်ရက်ကတမင်ထည့်ပြီးတော့လုပ်ပြီးကိုမသိတဲ့အရာတွေဆိုလို့ရှိရင်သူ့ကိုသွားမေးအယုခံစိတ်နဲ့ဆက်ရတယ်ဆရာတင်နေဆိုလို့ရှိရင်လူတိုင်းကသဘောကျတယ်အဲ့လိုမျိုးလုပ်မယ်ဆိုလို့ရှိရင်တို့ရဲ့ကြိုးထောင်နောက်ကပြီးမှုကိုကတောင်းစရာမလိုပဲနဲ့
အခါခွင့်တင်နိုင်ရလိမ့်မယ်လူတွေမှာပေါ့နော်ကိုကြောင့်သူတို့ဘဝပို့ပြီးတော့ကောင်းမွန်သွားတယ်တာလွန်သွားတယ်ပြောင်းမြောက်သွားတယ်ဆိုတာမျိုးသူတို့ခံစားမိလို့ရှိရင်အဲ့လူကိုသူတို့စိတ်ထဲကနေကျေးဇူးတင်နေရပါအခါခွင့်တင်နိုင်အဲ့လူကောင်းမှုတွေပြန်ပြီးလုပ်ပေးချင်ရတဲ့သဘောလေးရှိရပါတယ်ဒီအခန်းကိုစာရေးဆရာဥမာလေးတစ်ခုပေးပြီးတော့အဆုံးသတ်ထားပါတယ်ဥမာလေးကတော်တော်လေးကောင်းပါတယ်ကျွန်တော်တို့ဒီကောင်းကင်မှာကျေးတွေအများကြီးရှိတယ်နေတစ်စင်းရှိတယ်အဲ့ဘယ်ကျေးမှတော့နေရဲ့အလင်းရောင်ကွဲပြောက်သွားအောင်ဆိုပြီးတော့မလုပ်ကြဘူးတဲ့အဲ့လိုမျိုးမလုပ်လို့လည်းပဲပေါ့နော်အချိန်နဲ့လို့နေရောင်ကွဲပြောက်သွားတဲ့အခါမှာကျေးလေးလည်းပဲလင်းနဲ့တောက်ပကြတာပဲတဲ့အဲ့ဒီဥမာလေးကိုအားလုံးသဘောပေါက်လွယ်လိမ့်မယ်လို့ထင်ပါတယ်